ကဲအားလုံးပဲမင်္ဂလာပါထုံးစံတိုင်းကျွန်တော်ညီကိုတို့ရဲ့ဘူကီပါကျွန်တော်တို့ဒီနေ့တော့17ရက်9လ2026ပေါ့စနေနေ့ညဖြစ်ပါတယ်ဒီနေ့ညကမ္ဘာဖလားတရားနေပြီးတော့ကျွန်တော်အနေနဲ့အကြိုက်ဆုံးပွဲနှစ်ပွဲကိုရွေးချယ်သုံးတက်ပြီးတော့မှာဖြစ်ပါတယ်ငါးညီကိုအနေနဲ့အကြိုက်တွင်ကစ်ပြီးတော့အကြိုက်မတွင်ဘက်ကန်နိုင်ပါတယ်ကျွန်တော်အနေနဲ့အကောင်းဆုံးလိုတိုရှင်းလေးပြောပြီးတော့မှာပဲဗျကျွန်တော်တို့အချိန်မဆွဲဘဲနဲ့စလိုက်အောင်လိုက်ရန်ရှယ်လေးနဲ့အားပေးခဲ့ပါအောင်ဗျကဲပထမပွဲလေးကတော့ကျွန်တော်တို့နော်ဝေးဘူရဲ့အင်္ဂလန်ဒီပွဲမှာဆိုရင်တော့အဝေးတင်ဖြစ်တဲ့အင်္ဂလန်နေပြီးတော့ဘော်ဒီဈေး level minus တရားဂိုးပေါင်းဈေးကတော့3 black 50ဆိုပြီးဖွင့်ထားတယ်ကျွန်တော်ဒီပွဲမှာဆိုရင်တော့ကျွန်တော်ဂိုးပေါင်းအပေါ်ကိုကြိုက်ပါတယ်ဘာလို့လဲဆိုရင်တစ်ဖက်ကနော်ဝေးကလက်ရှိဟာလန်ကိုပွဲတိုင်းတွင်းနိုင်တယ်ပွဲတိုင်းလဲနော်ဝေးကဂိုးပြန်ပေးနေရတယ်တစ်ဖက်ကအင်္ဂလန်ကျတော့လဲဟယ်ရီကိန်းဦးဆောင်တယ်ဂိုးကလည်းပွဲတိုင်းတွင်းနိုင်တယ်ဂိုးကလည်းပြန်ပေးနေရတယ်2014အရင်တွဲဆုံမှုတွေမှာတော့သူတို့ဂိုးအောက်တွေကိုကစားထားတယ်ဆိုပေမဲ့ဒီပွဲစဉ်ရဲ့လက်ရှိဂိုးပေါင်းဈေးအရာဆိုရင်တော့ကျွန်တော်အနေနဲ့နည်းနည်းလေးတော့ပြင်းတယ်လို့ယူဆဖြစ်တဲ့အတွက်ကျွန်တော်ဒီပွဲမှာဂိုးပေါင်းအပေါ်ကိုကြိုက်တယ်အနည်းဆုံး3လုံးတော့ရောက်မယ်လို့ကျွန်တော်အနေနဲ့မြင်နေအဲ့ဒါမျိုးကျွန်တော်ဒီပွဲမှာဆိုရင်တော့ဂိုးပေါင်းအပေါ်ထိမိကိုပဲကြိုက်ပါတယ်ဒီကိုတော့အကြိုက်တူမှာကစ်ပါနော်ကဲလိုတိုရှင်းလေးဖြစ်တာမလို့နောက်တစ်ပွဲလေးတစ်ခါလေးဆက်ရှင်ပါတယ်နောက်တစ်ပွဲလေးကတော့ကျွန်တော်တို့အာဂျင်တီးနားဘူရဲ့ဆွစ်ဇာလန်ပွဲပါဒီပွဲမှာဆိုရင်တော့အာဂျင်တီးနားကနေပြီးတော့ဘော်ဒီဈေး1 plus 50ဂိုးပေါင်းဈေး2 minus 40ဆိုတဲ့ဈေးတမျိုးပေးထားကိုတွေ့ရပါတယ်ဒီပွဲစဉ်ကအာဂျင်တီးနားအနိုင်လို့တွားမယ်ဆိုတဲ့ပွဲစဉ်မျိုးဖြစ်ပါတယ်အာဂျင်တီးနားအနေနဲ့မိနစ်60အတွင်းမှာ1-2 စီလောက်တော့ပြတ်မယ်လို့တော့မြင်တယ်ဘာလို့လဲဆိုရင်ဂိုးပေါင်းဈေး2 plus 40ဖြစ်တာမလို့ပါဟော2 minus 40မလို့ပါဂိုးပေါင်းဈေးပြော့နေတယ်ဘော်ဒီဈေးပြင်းနေတယ်ဆိုတဲ့အနေအထားမျိုးမှာဒါကတော့အာဂျင်တီးနားနောက်တစ်ဆင့်တက်မယ်လို့ကျွန်တော်တို့ယုံကြည်တယ်အာဂျင်တီးနားဘော်ဒီကိုပဲကြိုက်ပါတယ်ကျွန်တော်ရွေးချယ်မှုကတော့နော်ဝေးနဲ့အင်္ဂလန်ပွဲမှာဂိုးပေါင်းပေါ်ဖြစ်ပြီးအာဂျင်တီးနားနဲ့ဆွစ်ဇာလန်ပွဲမှာကျွန်တော်အာဂျင်တီးနားဘော်ဒီဖြစ်ပါတယ်အကြိုက်တူရင်ကစ်ပြီးတော့အကြိုက်မတူရင်ဘက်ကန်နိုင်ပါတယ်လိုက်ရန်ရှယ်လေးနဲ့အားပေးခဲ့ပါအောင်ဗျ